ကဲဒီနေ့မှာပေါ့နော် game ပေါ့နော် game ထဲမှာကျွန်တော်တို့ဒီ Nvidia graphic တည်တံ့ပါတာတွေ AMD graphic တည်တံ့ပါတာတွေပေါ့နော်အဲ့ကောင်တွေကိုကျွန်တော်တို့ဒီ driver ကို queue site တင်တယ်ဆိုတာလေးပြောချင်တာပေါ့နော် driver graphic driver လည်းအရေးကြီးရပေါ့ကျွန်တော်တို့ဒီalso ဆိုလည်း also official website ကနေဆွဲထားတာတွေ Lenovo official website ကနေဆွဲထားတဲ့ graphic တွေထည့်တယ်ပေါ့နော်ထည့်တဲ့ခါမှာအဆင်ပြေပါတယ်ဒါပေမဲ့ကျွန်တော်တို့က up to date လုပ်တဲ့နဲ့ဆိုတဲ့အကြောင်းလေးပြောချင်တာပေါ့နော်။ဘာလို့လဲဆိုတော့ကျွန်တော်တို့အသစ်ထွက်လာတဲ့ software တွေ game တွေကို optimize လုပ်ဖို့ရအတွက်ဒါမှမဟုတ်လည်းဒီ graphic driver graphic card ကနေမှာ supporting ကောင်းကောင်းပေးနိုင်မှုပါပေါ့နော် performance ပေးနိုင်မှုရအတွက်ကတော့ကျွန်တော်တို့ဒီ Nvidia ဆိုလည်း Nvidia application ထည့်ထားတဲ့နဲ့ AMD ဆိုလည်း AMD application ထည့်ထားတဲ့နော် graphic ကထွက်တဲ့ setting ကိုပြောတာမဟုတ်ဘူးပေါ့နော်ကျွန်တော်တို့ဒီတည်တဲ့သူရဲ့ official website မှာကျွန်တော်သွား download ရတယ်Nvidia ဆိုရင်တော့ Nvidia ဆိုရင်တော့ရင်တော့တည်ခဲ့တာတော့ကျွန်တော်တို့က Nvidia G4 Experience ဆိုတဲ့ software ပေါ့နော် AMD ဆို AMD Radeon software ပေါ့နော်အဲ့ဒါတွေရှိရပေါ့ okay အဲ့တော့ကျွန်တော်တို့က Nvidia ဆိုလဲ Nvidia app ခေါ်တာပေါ့နော်ခုဆိုရင်တော့ဟိုသူ့ရဲ့ website မှာဒီ driver update တွေတောင်းပြီးတော့ကျွန်တော်ထည့်တင်တယ်ပြီးတော့ application တွေထည့်ထားတင်တယ်ပေါ့နော်ဘာလဲဆိုရင်ကျွန်တော်တို့ကသူကဒီ drawing သမားတွေအတွက် studio သမားတွေအတွက်ဆိုရင် studio driver ကိုတည်တဲ့ support ပေးတာတွေ gaming ဆိုလဲ game ready driver ပေါ့နော် game ready driver တွေကျွန်တော်တို့သွင်းရတာတွေပြီးတော့သူကတော့ update ထွက်တိုင်းကျွန်တော်တို့ notification တွေလာပေးမယ်ကျွန်တော်သွင်းတင်တယ်ပေါ့သွင်းမှာကိုရဲ့ဒီ application တွေကို support တင်ပေးတယ် performance ပြည့်ထွက်မယ်ပေါ့နော်ဒီနေ့အဲ့ဒါလေးပြောပြရအောင်နော်နောက်နေ့တွေမှာလဲကျွန်တော်တို့တခြားဒီလိုရတဲ့ဟာလေးပြောပေးမယ်ဒါကတော့တည်တဲ့လူတွေတက်ကတော့တည်ပြီးသားတွေပါ